ဒီကနေ့ဟောမယ့်တရားတော်ကတော့ဝိပဿနာလုပ်ငန်းစဉ်တရားတော်ကြီးပဲဝိပဿနာရှုပုံလုပ်ငန်းစဉ်တွေကိုကမ္မထမ်းပေးတဲ့အနေနဲ့ဟောသွားမယ်တရားတော်ကြီးလို့ဆိုလိုတယ်ဒီတရားတော်ကိုအခုလိုဟောရတာကတော့နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီးရဲ့အဖွဲ့ခွဲဖြစ်တဲ့ပฏิပတ်တိသာသနာနှုတ်ခအဖွဲ့ကလျှောက်ထားတောင်းမှလို့ဟောရတာပဲအဲဒီသာသနာတရားကအဖွဲ့ရဲ့လျှောက်ထားပုံကတော့ဗမာပြည်မှာလဲနေလေအောင်မြင်းဆောင်မှကြံလူတိုင်းဝိပဿနာလုပ်ငန်းစဉ်ကိုနားလည်ပြီးအားထုတ်နိုင်အောင်သိလွယ်တဲ့နည်းနဲ့လည်းဟောပါတဲ့ပြီးတော့သွားလာရောင်းဝယ်ရင်အလုပ်ကိုင်မပြည့်ပဲအားထုတ်သွားနိုင်အောင်လွယ်ကူတဲ့နည်းနဲ့လည်းဟောပါတဲ့ဒီလျောက်ထားတဲ့အတိုင်းဟောရမယ်ဆိုတော့ကျမ်းဂန်စကားတွေအကြောင်းယုတ်တိတွေဒီလိုနည်းနည်းတာတွေကိုထုတ်ပြနေဖို့မလိုတော့ပါဘူးပြီးတော့အချိန်ကလည်း15မိနစ်တည်းဆိုတော့တကယ်တမ်းအားထုတ်သွားရမယ်လုပ်ငန်းစဉ်ကိုကြည့်လွယ်နဲ့တဲတို့ဟောသွားရတော့မှာပဲကဲစပြီးဟောတော့မယ်သတ္တောအမှတ်ရလည်းရဲ့သမဇာနောတိလည်းရဲ့ဝိဟရေယနေရာဤအယံအမှတ်ရစေသိပြီးနေဆိုတဲ့ဒီစကားကြီးဟောငါဖះကိုအားထားနေကြတော့သင်္ချေသားခြေသမီးတို့အတွက်အမာကံဘုရားရှင်ဖြစ်သောငါတို့ဤအနုသာသနီအကျဉ်းငြိမ်ရထားပေးတော်မူသောအဆုံးအမတော်ကြီးပါပေ၏ပါဠိလိုကသတ္တောသမ္ဇာနောဗမာလိုကအမှားရစေသိပြီးနေဆိုတဲ့ဒီစကားနှလုံးအဓိပ္ပာယ်အပြင်အမတန်ကျေပြန့်တယ်ပိဋကသုံးပုံနဲ့ညီမျှနေတယ်ဝိပဿနာလုပ်ငန်းစဉ်ဟူသည်များဟာလည်းဒီစကားနှလုံးထဲမှာအတွင်းဝင်နေတယ်ဒါကြောင့်အမှားရပြီးသိရတဲ့ဒီဝိပဿနာလုပ်ငန်းဟာဘုရားသာသနာတော်မှာအရေးကြီးဆုံးလုပ်ငန်းကြီးလို့ဆိုနိုင်တယ်နေရာတကာမှာမှားရပြီးသိနေတယ်ဆိုရင်ဘုရားသာသနာတော်မှာကိစ္စပြီးသွားတော့တာပဲကိစ္စပြီးဆိုတာကသောတာပန်သရဂံအနာဂံယဟန္တာဖြစ်သွားတာကိုပဲဆိုလိုတယ်ဒီထဲမှာအယုတ်ဆုံးသောတာပန်ဖြစ်သွားတယ်ဆိုရင်ကိုအပေဘေးကလုံးဝလွတ်မြောက်သွားတော့တာပဲဒါကြောင့်အပေဘေးကလွတ်ချင်တဲ့လူတိုင်းအမှားရပြီးသိရတဲ့ဒီဝိပဿနာလုပ်ငန်းကြီးကိုပြည့်စုံအားထုတ်သွားကြဖို့ပဲဒီနေရာမှာအမှားရပြီးသိရမယ့်ဌာနကဘယ်နှပါးရှိသလဲလို့ဆိုရင်6ပါးရှိတယ်။ဘာများလဲလို့ဆိုရင်မြင်တာကတဌာန၊ကြားတာကတဌာန၊နာနာကတဌာန၊စားတာကတဌာန၊ထိတာကတဌာန၊သိတာကတဌာနဟောဒီ6ဌာနပါပဲ။ဒီ6ဌာနကိုဓဝရ6ပါးလို့ခေါ်တယ်။ဒီဓဝရ6ပါးကသင်္ချာပေါ်လာတဲ့ယုံနာတွေကိုမရှုမမှတ်လို့အမှန်တိုင်းမသိရင်နေသဒုက္ခအတ္တလို့ထင်မြင်ဆွဲလာပြီးကိလေသာတွေကံတွေဖြစ်ပွားသွားနိုင်တယ်အဲဒီကံတွေကဘဝတန်မြာဆင်းရဲတွေဖြစ်ပွားသွားနိုင်တယ်ရှုမှတ်ပြီးအမှန်တိုင်းသိနေရင်တော့အဲဒီနေသဒုက္ခအတ္တအစွဲတွေကိလေသာတွေကံတွေဘဝတန်မြာဆင်းရဲတွေဖြစ်ခွင့်မရပဲငြိမ့်သွားနိုင်တယ်ဒါကြောင့်ဉာဏ်ဌာနကလည်းမြင်တယ်လို့ရှုမှတ်ပြီးသိရမယ်ကြားရဌာနကလည်းကြားတယ်လို့ရှုမှတ်ပြီးသိရမယ်နာယဌာနကလည်းနာတယ်လို့ရှုမှတ်ပြီးသိရမယ်သာယဌာနကလည်းရတာကိုသိတိုင်းသိတယ်လို့ရှုမှတ်ပြီးသိရမယ်ထိယဌာနကလည်းထိတိုင်းထိတယ်လို့ရှုမှတ်ပြီးသိရမယ်ဒီထိမှုဆိုတာကတော့ဌာနအားဖြင့်အလွန်ကျယ်ဝန်းတဲ့အတွက်မှတ်သိရမယ်ထိသိမှုတွေကလည်းအလွန်ပဲများတယ်ခြေကစားပြီးခေါင်းအထိတကူလုံးအတွင်ရောအပြင်ရောအသွေးသားကောင်းတဲ့နေရာတိုင်းကထိသိမှုတွေအများကြီးပဲထင်ရှားနေတယ်အဲ့ဒါတွေကိုအကုန်လုံးသိအောင်ရှုမှတ်သွားဖို့ပဲပြီးတော့ကိုယ်ရဲ့ဆန်းတယ်သွားတယ်ရတဲ့ထိုင်တယ်အိတ်တယ်ဖောင်းတယ်ပိန်တယ်လို့ဒီလိုဆိုရတာတွေဟာလည်းဒီထိသိမှုတွေကြီးပဲလက်ထဲခြေထဲကိုယ်ထဲပိုက်ထဲများမှကြီးပြီးနေတဲ့ကာမတာရယုံနဲ့တိုက်ခိုက်ပြီးတွေ့ထိရုပ်တွေအသေးထင်ရှားဖြစ်နေတာတွေပဲဒါကြောင့်ကိုယ်မှုဆမ်းမှုစသည်ကိုပြုပြင်တိုင်းလဲကိုယ်တယ်ဆန်းတယ်သွားတယ်ရတဲ့ထိုင်တယ်အိတ်တယ်ဖောင်းတယ်ပိန်တယ်စသည်ဖြင့်အကုန်လုံးသိအောင်ရှုမှတ်သွားဖို့ပဲပြီးတော့ကြံသိရဌာနကလည်း
ဉာဏ်စီစဉ်းစားတိုင်းစိတ်ကူးတိုင်းသိတိုင်းဉာဏ်နဲ့စဉ်းစားတဲ့သိရစသည်ဖြင့်ရှုမှတ်ပြီးသိရမယ်ဟောအခုပြောခဲ့တာတွေဟာဝိပဿနာရဲ့အခြေခံလုပ်ငန်းစဉ်ပဲဒါလို့ဆိုရင်အခြေခံလုပ်ငန်းစဉ်မှာတော့ပြည့်စုံနေပါပြီဒီလုပ်ငန်းစဉ်တိုင်းရှုမှတ်သွားမယ်ဆိုရင်နာမရူပသိစေတာဉာဏ်ကစားပြီးအနုလောမဉာဏ်မဲ့ဉာဏ်ဖွဉာဏ်တိုင်အောင်ဝိပဿနာဉာဏ်စဉ်တွေဟာသူ့လိုပဲတိုးတက်ပြီးဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့အာထုခါသမှာတော့အခုပြောခဲ့တဲ့ဓဝါ6ပါးလုံးကသိမှုတွေဟူသည်များကိုအကုန်လုံးလိုက်ပြီးတော့စိတ်ဆက်ဆက်မမှတ်နိုင်သေးဘူးဒါကြောင့်ဒီလိုတမာရိညာအားမရှိသေးခင်မှာတော့ရှုမှတ်စရာခန္ဓာနဲ့ခါကြမ်းခါလို့လည်းကစားပြီးရှုမှတ်ရတယ်ယုံနဲ့နာဒီနှမျိုးတည်းကဆိုရင်နာဆိုတာကသိမ်မွေးလို့အသိခက်တယ်ယုတ်ဆိုတာကတော့ဉာဏ်ထင်ရှားလို့သိလွယ်ပါတယ်ဒါကြောင့်အရုဇပုဂ္ဂိုလ်မှာယုတ်ကစပြီးရှုမှတ်ရတယ်ယုတ်ထဲမှာလည်းမြင်ရတဲ့အစဉ်ယုတ်ကြားရတဲ့တန်ယုတ်အစရှိတဲ့ဒီလိုဥပါဒယုတ်တွေကသိမ်မွေးလို့အသိခက်တယ်တွေ့ထရတဲ့မဟာဝိယုတ်ကြီးတွေကတော့ဉာဏ်ထင်ရှားလို့သိလွယ်ပါတယ်ဒါကြောင့်တွေ့ထရတဲ့မဟာဝိယုတ်ကြီးတွေကစားပြီးရှုမှတ်ရတယ်ဒီမဟာဝိယုတ်ကြီးတွေဆိုတာကလည်းကိုယ်တည်းကအတွေ့အထိထင်ရှားရမှာစူးစိုက်ပြီးရှုမှတ်နေရင်တခုခုကိုတော့ထင်ရှားတွေ့ပြီးသိသွားနိုင်ပါတယ်ဒါကြောင့်မဟာဝိယုတ်ကြီးတွေကစားပြီးထင်ရှားသိသွားရအောင်ကိုယ်တည်းကအတွေ့အထိထင်ရှားရမှာစူးစိုက်ပြီးရှုမှတ်ဖို့ရအရေးအကြီးဆုံးပဲဆိုတာကိုအခြေခံအဖြစ်နဲ့နားလည်ထားကြရမယ်ကဲအခုဒီကစားပြီးရှုမှတ်ပုံကိုကြီးပြောသွားတော့မယ်ကိစ္စတောင်ကင်းရှင်းပြီးလွတ်လပ်မှုစိတ်ညစ်မှုရနေတဲ့အချိန်မှာဒီနေ့လုံးတညလုံးမဟုတ်တောင်မှနိုင်ပိုင်းလောက်ပဲဖြစ်ဖြစ်မိနစ်ပိုင်းလောက်ပဲဖြစ်ဖြစ်နေတိုင်းကိုယ့်အတွက်အားထုတ်စရာအချိန်လေးဟာလူတိုင်းမှာရှိစေရမယ်အဲဒီလိုလွတ်လပ်မှုစိတ်ငြိမ်မှုရနေတဲ့အချိန်ကာလမှာတရားအားထုတ်ဖို့ထိုင်နေတယ်ဆိုတော့ဒီလိုထိုင်နေရင်မဲ့ဖို့နိဗ္ဗာန်ရောက်ဖို့အပေဘေးကလွတ်ဖို့တရားအားထုတ်ရတော့မယ်လို့ကျေဥစွာဒီလိုနှလုံးသွင်းပြီးစိတ်ကိုအားတက်စေရမယ်ပြီးတော့ကိုယ်ထဲမှာစိတ်နဲ့ဆိုင်ပြီးထိုင်နေလို့မပြတ်မှတ်နေပါထိုင်နေဆိုတဲ့ဒီအဆိုမျိုးကတော့စိတ်ထဲကသာနှလုံးသွင်းမှုပါပဲပါးစပ်ကတော့သိုးနေဖို့မလိုပါဘူးမှတ်ဆိုတာကလည်းသိအောင်လို့ရှုတာနှလုံးသွင်းတာပဲဒါကြောင့်ထိုင်နေလို့မှတ်တိုင်းအောက်ပိုင်းကိုကခွေးလို့အထက်ပိုင်းကိုကထောင်းလို့တောင့်ပြီးထိုင်နေတာကိုမျက်စိနဲ့မြင်တယ်လို့သိချာပဲသိသွားစီရမယ်သမာဓိညာချင်းလာတော့ထိုင်လို့တဲ့စိတ်ကြောင့်အသေးတောင်းနေပြီးထိသိရတဲ့ထိုင်မှုမူရပရမယုတ်သက်ကိုကြီးသိသွားပါလိမ့်မယ်ဒါကြောင့်ကိုယ်ထဲမှာစူးစိုက်ပြီးထိုင်နေလို့သာမပြတ်ရှုမှတ်နေရမယ်ထိုင်နေလို့ကြီးမှတ်နေရတာကိုလွယ်လွန်းနေတယ်လို့ထင်ရင်လည်းဓမ္မစီကပဲဖြစ်တခြားကိုယ်စိတ်ပိုင်းတွေကပဲဖြစ်ထင်ရှားထိသိနေတဲ့တဏှာရာကိုစူးစိုက်ပြီးထိရဲလို့လည်းမှတ်လိုက်ပါဦးအဲဒီလိုမှတ်တဲ့အခါမှာလည်းထိသိနေတာလေးကိုသေချာသိသွားစေရမယ်ပြီးတော့ကိုယ်ထဲမှာပြန်ပြီးထိုင်တယ်လို့မှပြီးတော့ထိရမှာစူးစိုက်ပြီးထိတယ်လို့မှဒီနည်းဖြင့်ထိုင်နေထိတယ်လို့ထိုင်ရမှာတလဲထိရမှာတလဲဒီလိုမှတ်နေရမယ်လက်အိမ်နေရင်လည်းပဲဒီလိုနည်းတူမှတ်နိုင်ပါတယ်အိတ်တယ်ထိတယ်လို့ဒီလိုမှတ်နေုံပါပဲဒီလိုအထိုင်နဲ့အထိအိမ်နဲ့အထိရွှေပြောင်းပြီးမှတ်ရတာကိုစိတ်ပင်ပန်းတယ်လို့ထင်ရင်ဒီတဲ့မှတ်လို့လွယ်တာကတော့ဘိုက်ကဖောင်းတက်လာတာနဲ့ပင်ကျသွားတာပဲအဲ့ဒါကိုမှတ်ရတာကတော့ပိုပြီးလွယ်ကူတတ်တယ်ဒါကြောင့်ဆရာတော်တို့ကယောဂီတွေကိုအများအားဖြင့်ဒီဖောင်းပင်မှုကစားပြီးရှုမှတ်ဖို့ညွှန်ကြားနေတယ်ကျေဥစွာဘိုက်ကိုစိတ်နဲ့ဆိုင်ပြီးကြည့်နေရမယ်ဖောင်းတက်လာတာကိုလည်းတွေ့ရမယ်ပင်ကျသွားတာကိုလည်းတွေ့ရမယ်စိတ်နဲ့ဆိုင်ကြည့်နေုံနဲ့မထင်ရှားသေးဘူးဆိုရင်ဘိုက်မှာလက်နဲ့ထိတာထင်ရှားလာလိမ့်မယ်အဲဒီလိုထင်ရှားလာတော့ဘိုက်ကရုပ်တွေဖောင်းကြွလာတာကိုဖောင်းတယ်လို့ပဲမှတ်ပိန်ကျသွားတာကိုပိန်တယ်လို့ပဲမှတ်ဖောင်းစားကဖောင်းဆုံးတိုင်အောင်ပိန်စားကပိန်ဆုံးတိုင်အောင်တရွေချင်းရွေ့သွားတာကိုမျက်စိနဲ့မြင်သလိုသင်္င်ရှားသိသွားစေရမယ်အဲဒီလိုသေချာသိအောင်ဖောင်းနိုင်ပိန်နေစူးစိုက်ပြီးဖောင်းနေပိန်နေဖောင်းနေပိန်နေလို့မပြတ်ရှုမှတ်နေရမယ်ဒီလိုမှနေရင်စိတ်ကတခြားကိုလည်းထွက်သွားလေဦးမယ်
လူကအိမ်မှာရှိနေပေမဲ့စိတ်ဆိုတာကတော့မနေဘူးလူကမြို့ရဲရွာရဲရောတခြားနေရာတွေရောတောက်ပြီးလဲနေတတ်တယ်လှုပ်ခင်းခိုင်ခင်းတွေကိုလည်းကြံစီစဉ်းစားနေတတ်တယ်အဲ့လိုစိတ်ကူးကြံစီမှုတွေကိုလည်းထွက်တယ်သွားတယ်စိတ်ကူးတယ်ကြံတယ်စဉ်းစားတယ်စသည်ဖြင့်ဒီတိုင်းလိုက်ပြီးကျွတ်မှရမယ်ပြီးတော့ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမှန်မြဲတိုင်းပဲမှတ်နေကြမှာပဲဒီလိုဖြစ်ပေါ်တိုင်းသောစိတ်ကလေးတွေကိုကျွတ်မှပြီးပြီးနေတာကစိတ်ဓာနုပါဒနာတဲ့ပြီးတော့ကိုယ်ထဲမှာညောင်းမှုမှုရာရာမှုနာကျင်မှုစတဲ့မခံနာတဲ့ဝေဒနာလေးတွေကလည်းထင်ရှားပေါ်လာလေဦးမယ်အဲ့ဒါတွေကိုလည်းစူးစိုက်ပြီးညောင်းတယ်ပူတယ်စသည်ဖြင့်မပြောင်းမချင်းရှုမှတ်ရမယ်ဒီလိုဝေဒနာတွေဟာသမာဓိညာအားကောင်းလာတော့မှတ်နေရင်မကြခင်ပဲပျောက်သွားပါလိမ့်မယ်အဲ့လိုပျောက်သွားတော့ဟောင်းတယ်ပိန်တယ်လို့မှန်မြဲပြန်မှတ်နေုံပဲဒီလိုဝေဒနာတွေကိုကျွတ်မှပြီးသိနေတာကတော့ဝေဒနာနုပဒနာပဲညောင်းလို့ပူးလို့မခံနာလို့ပြင်းပြင်းလာကြရင်လည်းအဲ့ဒီစိတ်ကိုပဲပြင်းပြင်းတယ်လို့မှတ်ရမယ်လက်ခြေတွေပြုပြင်တဲ့အခါမှာလည်းပြုပြင်တိုင်းကြွတယ်ရွှေ့တယ်ကွေးတယ်စသည်ဖြင့်စူးစိုက်ကျွတ်မှပြီးပြုပြင်ရမယ်အားလုံးဖြည်းဖြည်းချင်းပဲပြုပြင်ရမယ်ညာကြီးပြုပြင်ရင်တော့ဘာမှသိမှမဟုတ်တော့ဘူးထားခြင်းတဲ့အခါမှာလဲထားခြင်းနဲ့ထားတယ်လို့မှတ်ပြီးတော့ရွေချင်းကြွတက်လာတဲ့ကိုယ်ကိုစူးစိုက်ပြီးထားတယ်လို့မှတ်ရင်ဖြည်းဖြည်းပဲထားရမယ်ရမ်းပြီးတော့တောင့်ပြီးရနေတဲ့ကိုယ်ကိုစူးစိုက်ပြီးရက်တယ်လို့မှတ်ရမယ်လှမ်းကြည့်မိရင်ကြည့်တယ်မြင်တယ်လို့မှတ်လိုက်ရအောင်မယ်သွားတဲ့အခါမှာတော့သွားတယ်လို့ပဲဖြစ်ညာလန်းတယ်ပဲလန်းတယ်လို့ပဲဖြစ်ကြွတယ်လှမ်းတယ်ချတယ်လို့ပဲဖြစ်စူးစိုက်ရှုမှပြီးသွားရမယ်ခြေလန်းတိုင်းခြေတော့ကြွလာသည်ကစားပြီးနင်းချပြီးတဲ့တိုင်အောင်တရွေချင်းရွေ့ယူသွားတာကိုသူချာသိသွားစေရမယ်အတူချုပ်ပြောရမယ်ဆိုရင်သွားနေတဲ့အခါမှာခြေလန်းကိုပဲစူးစိုက်ပြီးတော့သွားတယ်လို့ပဲဖြစ်ဘယ်လန်းတယ်ညာလန်းတယ်လို့ပဲဖြစ်ကြွတယ်လန်းတယ်ချတယ်လို့ပဲဖြစ်မပြတ်မှတ်သွားဖို့ပဲတိုင်းနေတဲ့အခါအိတ်နေတဲ့အခါများမှာတော့အထူးမှစရာမရှိရင်ဘိုက်ကဖောင်းတာပိန်တာကိုပဲစူးစိုက်ပြီးဖောင်းတယ်ပိန်တယ်လို့မပြတ်မှတ်နေုံပါပဲဒီထဲကစိတ်ကူးစဉ်းစားမှုတွေဖြစ်လာရင်အဲ့ဒီစိတ်ကူးတွေကိုလိုက်ပြီးမှတ်ရမယ်ပြီးရင်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမှတ်သွားရုံပါပဲဒီထဲကညောင်းမှုပူမှုနာကျင်ကြိုက်ခဲမှုအစရှိတဲ့ဝေဒနာအထူးတွေပေါ်လာကြရင်လည်းအဲ့ဒီဝေဒနာတွေကိုလိုက်ပြီးမှတ်ရအောင်မယ်ပြီးရင်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမှတ်သွားရုံပါပဲကိုယ်မှုစားမှုလှုပ်ရှားမှုပြုပြင်မှုရှိကြရင်လည်းအဲ့ဓာတွေကိုလိုက်ပြီးမှတ်ရအောင်မယ်ပြီးရင်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမပြတ်ဆက်မှတ်သွားရုံပါပဲဒီနည်းတိုင်းနေ့စဉ်နာရီဝဲတနာရီစသည်ဖြင့်ရိုးသေးမပြတ်ရှုမှတ်သွားမယ်ဆိုရင်တနေ့တနေ့တလသမာဓိဉာဏ်တွေရင့်ပြီးကိုယ်တိုင်ပြီးဝိပဿနာတွေကိုယ်တိုင်ပြီးဝိပဿနာဉာဏ်တွေထူးခြားဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်မှုတဲ့ပုဂ္ဂိုလ်များလည်းရှိနေပါတယ်ဝိပဿနာဉာဏ်ပြည့်စုံလာတော့မဲ့ဉာဏ်ဘုံဉာဏ်ဖြင့်နိဗ္ဗာန်ကိုတွေ့မြင်သွားနိုင်ပါတယ်ဒါကြောင့်မဲ့ဖို့နိဗ္ဗာန်ကိုလည်းငင်းရစေနိုင်တဲ့ဝိပဿနာလုပ်ငန်းစဉ်ကြီးကိုတော့ငါရပေပြီလို့ဝမ်းမြောက်ဝမ်းသာပြီးဒီလုပ်ငန်းစဉ်တိုင်းရှုမှတ်၍မကြခင်မဲ့ဖို့နိဗ္ဗာန်ကိုတွေ့မြင်ပြီးအပေဘေးကြီးကလုံးဝလွတ်မြောက်ပါပြီတော့မယ်လို့ယုံကြည်စိတ်ချပြီးယူစားအားထုတ်ကြမယ်ဟောသင်္ကကြနေပြီတရားတော်ကိုသုံးသပ်တော့နေ့စဉ်နာရီဝက်ဖြစ်စေတနာရီနှစ်နာရီဖြစ်စေရိုးသေးကျွတ်မှအားထုတ်ကြ၍ခရယနာရိယာရှင်မြတ်တို့မျက်မှောက်တွေ့သိရသောနိဗ္ဗာန်တရားတော်မြတ်ကိုမဲ့ညာဖို့ညာဖြင့်လင်းမြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းပါ